မင်္ဂလာပါမျိုးတွေပုံစံတူတောက်တူလေးတစ်ချက်ကြည့်ကြအောင်နော်အောင်နာမအောင်နာတော့ကံပေါ့မျိုးတွေဟုတ်ပြီနော်ကျွန်တော်တို့စကြည့်ကြမယ်ဘရိတ်1ဘရိတ်4ဘရိတ်9ခါဟုတ်ပြီနော်9ခါ9ဘရိတ်4 1ဘရိတ်ဟုတ်ပြီနော်အဲ့ဒါဆိုရင်1 4 9ခါ4 1 9ခါတစ်ချိန်နှစ်ချိန်သုံးချိန်၄ချိန်9ပရိတ်9ခါ9ပရိတ်သူ့3မင်း1ပရိတ်သူ့ပေါ်မှာ4ပရိတ်ဟုတ်ပြီနော်အဲ့ဒါဆိုရင်4 1 9ခါအဲ့ဒါဆိုရင်1 4 9ခါတူတယ်နော်ဒီတပုံနဲ့ဒီတပုံနဲ့တူပြီနော်ဒီပြင်ကိုဆော့မယ်ဟုတ်ပြီနော်အဲ့ဒါဆိုရင်ဆက်ကြည့်မယ်နော်1 4 9ခါဟုတ်ပြီနော်မျိုးတွေအဲ့ဒါဆိုလို့ရှိရင်ဒီမှာဆက်ကြည့်မယ်နော်4 1 9ခါတပင်နှစ်ပင်သုံးပင်၄ပင်တပင်နှစ်ပင်သုံးပင်သူ့ပင်ကတ်ရဲ့ဟုတ်ပြီနော်အဲ့ဒါဆိုရင်ကျွန်တော်တို့ပြန်ပြီးနောက်တစ်ခါပြန်ပြောပြမယ်1ပရိတ်4ပရိတ်9ပရိတ်9ခါ1ပရိတ်ဟုတ်ပြီနော်မျိုးတွေအဲ့ဒါဆိုရင်4ပရိတ်1ပရိတ်9ပရိတ်9ခါဟုတ်ပြီနော်အဲ့ဒါဆိုရင်ဒုတိယပင်သွားမယ်1ပရိတ်4ပရိတ်9ပရိတ်9ခါ1ပရိတ်နော်အဲ့ဒါဆိုရင်4ပရိတ်1ပရိတ်9ပရိတ်9ခါစော့မဲ့အပင်ဒီအပင်နဲ့ဒီအပင်ဟုတ်ပြီနော်ဘာလို့တပင်လျှောလဲဆိုရင်4 1 4 9လို့ဖြစ်တဲ့ဇာခဏလေးနော်ဟယ်လိုဟောပြီရနေဟာအဲ့ဒါဆိုရင်ね1 4 9ခါလို့ဖြစ်တဲ့အောက်ဆောင်မှာဆော်မယ်နော်ဟုတ်ပြီနော်အဲ့ဒါဆိုရင်1 4 9နော်9ခါလို့ဖြစ်တဲ့အောက်ပြင်မှာဆော်မယ်နော်သူ့ဘေးမှာ4ပရိတ်ရှိရမယ်1ပရိတ်ရှိရမယ်နော်သူ့ဘေးမှာ4ပရိတ်ရှိရမယ်1ပရိတ်ရှိရမယ်ဟုတ်ပြီနော်အဲ့ဒါကြည့်ကြမယ်နော်အဲ့လိုပဲဗီဒီယိုရရင်ဖုန်းလာတယ် live လွှင့်ရင်ဖုန်းလာတယ်အဲ့တော့ကျွန်တော်တို့ဒီလိုလေးစော့ကြည့်မယ်ဗျာနော်ကျွန်တော်ဟိုပေါ့ဖြစ်နိုင်မဖြစ်နိုင်လေးဆိုအမျိုးတွေစဉ်းစားကြနော်ကျွန်တော်တော့ဒါဖြစ်နိုင်မယ်ထင်လို့ပြကြည့်တာ9ထိပ်4ထိပ်3ထိပ်ဟာဒီ3လုံးပေါင်းရင်3ဖြစ်လို့ဟာဒီပြန်မှာဗရိတ်3အောင်မယ်လို့ကျွန်တော်ခေါ်ပြီနော်နှစ်ပြားအဲ့လိုပဲခေါ်ရမှာနော်ဟာဒီ3လုံး3ကြောင်မို့ဗရိတ်3အောင်မယ်တဲ့အဲ့လိုအောင်မဲ့ချိန်မှာတဲ့ဟာဒီ3လုံး3ကြောင်မို့လို့ဟာဒီ1ပိတ်ရယ်ဟာဒီ1ပိတ်ရယ်ဟာဒီ6ထိပ်ဟာဒီ3လုံးဒီ8လို့ပြန်ချုပ်မယ်တဲ့ဟုတ်ပြီနော်8လို့ချုပ်မယ်6ထိပ်ရပြီဗရိတ်3ရိုက်မယ်ဟုတ်ပြီနော်အဲ့ဆိုဒုတိယကြည့်မယ်နော်4 1 4 9ခါလို့ဖြစ်တဲ့ဒီအပြင်မှာရိုက်ဖို့အတွက်ကိုသူ့ရဲ့အပေါ်က6ထိပ်5ထိပ်8ထိပ်ဒီသုံးလုံးဒီ9လို့ဖြစ်တာနဲ့တပြိုင်နက်တည်းကျွန်တော်တို့ကဒီပွဲမှာပရိတ်9ရိုက်မယ်တဲ့ဟုတ်ပြီနော်ဒီသုံးလုံး9ကြောင်နဲ့3ပိတ်တဲ့ဒီမှာရှိတာက6ခါ5ထိပ်ဆိုရင်ဒီသုံးလုံးဒီ4အဲ့ဒီ4ဒီဒီသုံးလုံး9နော်ဒီသုံးလုံး9ကြောင်ဗရိတ်9နဲ့ဒီသုံးလုံးအဆောင်သုံးလုံး4ဟုတ်ပြီနော်အဲ့ဒါဆိုရင်ဒီသုံးလုံးဒီ3ဗရိတ်3နဲ့အဆောင်သုံးလုံး8ဟုတ်ပြီနော်မျိုးတွေအဲ့ဒီမှာပြန်ကြည့်မယ်နော်6ကထိပ်ရတော့စတဲခဲ့တဲ့1ပရိတ်တဲ့နော်1 4 9လို့လောက်ပါချွဲကအဲ့ဒါဆိုရင်ね1 4 9လို့ဖြစ်တာနဲ့ဒီပိုင်းနဲ့တည်းစတဲခဲ့တဲ့1ပရိတ်တဲ့အဲ့ဒါကြောင့်မို့ခွန်ပိတ်ဟာဒီခွန်အပိတ်ကလေးရဟာဒီခွန်အပိတ်ကလေးရဟာဒီနှစ်ပိတ်ကလေးရကိုနှစ်ခွန်ဒီသုံးလုံးဒီ6သူ့ကြောင်6ဒါပါဝါတွေသွားတာနော်1ကြောင်6ဒီသုံးလုံး3ကပရိတ်3ကြောင်ဒီသုံးလုံးဒီ8ဟုတ်ပြီနော်မျိုးတွေအဲ့ဒါဆိုရင်ဒီ1ကြောင်ဒီသုံးလုံး
6လို့ခေါ်လိုက်ပြီတစ်ခါဟုတ်ပြီနော်နောက်တစ်ခါသူ့ဆောင်က9ခါပင်ကဟာဒီ3လုံးတစ်ကြောင်းမလို့ခွန်နှစ်ဒီတစ်လို့ပြန်ခေါ်မယ်နော်ဒီတစ်ပရိဒီတစ်ပရိဒီကြောင့်ခေါ်တာနော်ဟုတ်ပြီအဲ့ဒါဆိုရင်ဟာဒီတစ်ပရိကြောင့်ဟာဒီ3လုံးဒီ6ဒီတစ်ပရိကြောင့်ဟာဒီ3လုံးဒီ6ဟာဒီတစ်ပရိကြောင့်ဟာဒီ3လုံးဒီ6ဆိုလို့ရှိရင်60နဲ့2အတွဲရပြီမှာဟာဒီအထောင်3လုံး3ဒီပရိတ်3ဟာဒီအဆောင်3လုံး8ရပါဝါပရိတ်3ဒီ3လုံး3ကြောင့်ဒီ3လုံး8တာပါဝါဟုတ်ပြီနော်ဒီ3လုံး3ကြောင့်3ပရိတ်ဟာဒီ3လုံး8ကြောင့်3ပါဝါ3ပရိတ်နော်ပြောလိဟုတ်ပြီနော်အဲ့ဒါဆိုဒုတိယဖန်ကြည့်မယ်တိပရိတ်4ပရိတ်9ပရိတ်9ခါလို့ဖြစ်ပြီတဲ့ဖြစ်ဒီပြင်မှာရိုက်မယ်ဆိုရင်ဟာဒီ3လုံး9လို့တဲတာ ਨੇ ကျွန်တော်တို့ကဟာဒီ3လုံး9ပါဝါ4တဲပြီနော်မျိုးတွေ9ပါဝါ4လို့တဲလိုက်ပြီတဲပြီးမှအဲ့ဒီ4ပါဝါ9ပရိတ်ဟာဒီ9ပရိတ်လို့ခေါ်ကြပြီဟုတ်ပြီနော်အဲ့ဒါဆိုရင်စတူတူပဲနော်ဟာဒီ1ဟာဒီ4အောက်က1 4အောက်က1ဟာဒီ1ကြောင်းမို့လို့တဲ့5ပိတ်တယ်4ပိတ်တယ်ခွန်ပိတ်ဆိုရင်3လုံး6နော်ဒီ1ကြောင်း5 4ခွန်ဒီ3လုံး6ဒါဆိုရင်8 9 4ဆိုတဲ့ဒီ1ကြောင်းမို့တော့5 4ခွန်ဆိုတာလဲ6ပဲအဲ့ရဆိုရင်ဟာဒီ1ကြောင်းကို6မှာလားဆိုရင်ခွန်4 5ဒီ6 50နဲ့ခွန်တွဲရပြီးတော့ဟာဒီ3လုံးပေါင်းနဲ့9ကြောင်းပရိတ်9ဒီ3လုံးစောင်းခဲ့တဲ့4ကြောင်း4ပါဝါပရိတ်9ဆိုရင်5ခွန်တကွက်ထဲနော်မျိုးတွေဒါတကွက်ကနန်းလေးနော်ဒါသူ့ပုံသေးလေးတခြားကြည့်နော်သူထောက်တဲ့စနစ်လေးတခြားပြမယ်နော်1ပရိတ်4ပရိတ်9ပရိတ်9ခါနော်9ခါဆုံးတာနော်ဟုတ်ပြီနော်1ပရိတ်4ပရိတ်9ပရိတ်9ခါလို့ဆုံးတာဟုတ်ပြီ4ပရိတ်1ပရိတ်9ပရိတ်တဲ့9ခါလို့ပြန်ဆုံးတာနော်ဟုတ်ပြီနော်အဲ့ဒါဒုတိယဖရိန်ဆက်ကြည့်မယ်အဲ့ဒါကဒီအတွက်ပြီးသွားပြီအဲ့ဒါဆိုရင်1ပရိတ်4ပရိတ်9ပရိတ်9ခါနဲ့ဆုံးတာဟုတ်ပြီနော်အဲ့ဒါဆိုရင်4ပရိတ်1ပရိတ်9ပရိတ်9ခါနဲ့ပဲဆုံးတာနော်ဟုတ်ပြီအဲ့ဒါဒီပွဲကို9ခွန်ဆိုတဲ့ကဏ္ဍလေးတစ်ခွက်လောက်နော်ဟဲပြီးမဟုတ်တော့အပြင်းပြေလေးနော်300ထိုး500ထိုးအမျိုးတွေနော်ကဏ္ဍဒီဖရိန်ချလို့မရနိုင်တာခွန်3ည1ဖရိန်ထုပဲချလို့ရတယ်နောက်လာလိမ့်မယ်332ဖရိန်ချလို့ရမယ်နော်အဲ့332နဲ့ကဏ္ဍတွေကိုကျွန်တော်ဟိုလုပ်ပေးမယ် light တက်လွှင့်ပေးမယ်နော်ခွန်3ည1ကတော့တော့ light လွှင့်ပြီးသွားပြီနော်ကျွန်တော်ဘာလို့သူ့ကိုကြိုက်သွားအောင်ဆိုသူတဲပုံတဲဒီလေးသဘောကျလို့ပါ1ပရိ4ပရိ9ပရိ9ခါဟုတ်ပြီနော်သူ့တကြောင်ကဒီလိုတဲသွားလို့ရှိရင်4ပရိ1ပရိ9ပရိ9ခါပြီးသွားပြီနော်တကြောင်အဲ့ဒါဆိုရင်1ပရိ4ပရိ9ပရိ9ခါဟဲ့ဒီ9ခါဖြစ်တိုင်း1ပရိကြီး9ခါဖြစ်တိုင်း1ပရိကြီးဟဲ့1ပရိကနေ1 4 9ခါ1ပရိဟုတ်တယ်နော်အဲ့ဒါဆိုရင်1 4 9ခါဖြစ်တိုင်း1ပရိနော်အဲ့ဒါဆိုရင်4ပရိ1ပရိ9ပရိ9ခါဟုတ်တယ်နော်9ခါနဲ့ပဲအပိတ်မှာဆုံးတာဒီမှာကြတော့လေအတူတူပဲနော်သူဒီ1ပရိသူဒီ4ပရိသူဒီ9ပရိ9ခါလို့ပဲဆုံးသွားတာအဲ့ဒါဆိုသူဒီ4ပရိသူဒီ1ပရိသူဒီ9ပရိ9ခါနဲ့ပဲဆုံးတယ်ဟုတ်ပြီနော်အဲ့ဒါဆိုရင်1ပရိ4ပရိ9ပရိ9ခါနဲ့ဆုံးတယ်4ပရိ1ပရိ9ပရိ9ခါနဲ့ပဲဆုံးတယ်နော်မျိုးနှစ်ပြားဆိုတဲ့အမျိုးကတစ်ပေါက်တည်းထွက်တာနှစ်ပေါက်တော့မထွက်ဘူးနော်9ခွန်တကွက်ထဲအမျိုးတွေကဲ9ချိန်အတွက်နော်ကဲအားလုံးမင်္ဂလာပါတင်ကနန်းမှုတ်တောင်တန်ပါတယ်300 500တော့တန်တယ်နော်ဒီကဲအားလုံးမင်္ဂလာပါမျိုးတွေဒါ9ချိန်အတွက်ကဲအားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံပြီးထုတ်သွင်းမြကနန်းအောင်လို့ခင်ဗျားတို့အားလုံးပေါက်ကြပါသေးဗျာခင်ဗျားတို့ပေါက်တို့လည်းပေါက်တာပဲနော်ဟုတ်ပြီ